ကျေးလက်ကတူလေးမင်းကျွန်းဟာမြို့ပေါ်ကိုကြောင်းလာတတ်တဲ့အခါခဏတာအတွက်အတော်ရဲ့အိမ်မှာခိုးလုံဖို့ဖြစ်လာပါတယ်ငယ်ရွယ်ပြီးခင်မိတဲ့အတော်အားငယ်နေတဲ့မင်းကျွန်းအတော်ကြီးပုံမှန်တနံမင်းကျွန်းထင်ထားတာထက်အတော်ကအတော်လေးငယ်ရွယ်ပြီးခင်မိနေပါတယ်အသက်အရွယ်ကွာခြားမှုလည်းတိတ်မရှိသလိုနည်းနည်းပပပြင်ဆင်လိုက်ရင်တူတူမရှိတဲ့အတော်တယောက်နဲ့လုံးဝမတူပါဘူးမင်းကျွန်းအားငယ်ခြင်းကျေးလက်မှာပဲနေလာခဲ့တဲ့မင်းကျွန်းဟာမြို့ပြဆန်တဲ့အတော်ကိုသူ့အသက်အရွယ်တူအမေနဲ့နှိုင်းယှဉ်မိပြီးအဲ့ဒီကွာခြားမှုကြောင့်သူကိုယ်တိုင်အားငယ်စိတ်ဝင်လာခဲ့ရပါတယ်မင်းကျွန်းစိုးရင်ချင်းတက်ရှင်းတက်ရက်တာကိုကြိုက်တဲ့အတော်ကသူ့ကိုမတတိမကြိုက်မှာကိုမင်းကျွန်းကစိုးရင်ခဲ့ပါတယ်ခဏအနံ့ရခြင်းအကြောင်းရင်းနဲ့အမေဤမှာကြားချက်အမေဤရှင်းပြချက်စကားမပြောနိုင်ပဲတုံဆိုင်နေတဲ့သားကိုကြည့်ပြီးအမေကမင်းကျွန်းကိုအနံ့ရခြင်းရဲ့အကြောင်းရင်းကိုတဲ့ပြောပြခဲ့ပါတယ်အမေကကြေးလက်ကိုခဏပြန်စရာရှိလို့မင်းကျွန်းစာမပြတ်အောင်ရက်အနေငယ်အနံ့ပေးဖို့အတော်ကိုတောင်းဆိုခဲ့တာပါအမေဤမှာကြားချက်အမေကအတော်ဟာခင်မွန်းတီစောစောဆုံးပါသွားလို့အခုထိတယောက်တည်းနေထိုင်နေရသူဖြစ်ကြောင်းမင်းကျွန်းကိုတတိပေးပြီးအချက်များစွာကိုမှာကြားခဲ့ပါတယ်ကြေးလက်မှာလို့ပြင်းမနေဖို့အတော်ကိုလုံးဝဒုက္ခမပေးဖို့အိမ်မှာရှိရင်အခြေအနေကိုကြည့်ပြီးကိုယ့်ဘာသာကူညီလုပ်ကင်ပေးဖို့ပထမဆုံးညနဲ့မင်းကျွန်းဤစိုးရိမ်စိတ်အစင်မပြေသောအခြေအနေမင်းကျွန်းကအမေရဲ့မှာကြားချက်တွေကိုစိတ်ထဲဆွဲမှတ်ထားပြီးမြဲတကယ်တမ်းကျတော့မင်းကျွန်းထက်အတော်ကပိုပြီးအစင်မပြေဖြစ်နေခဲ့ပါတယ်အတော်ကခင်မွန်းဆုံးပါသွားပြီးနောက်10နှစ်ကျော်ကြာအိမ်မှာဟဲ့တယ်မရှိခဲ့တာကြောင့်သူကိုလက်ခံရတဲ့အခါနည်းနည်းဆိတ်ရှုပ်ထွေးသွားခဲ့တာပါအတော်အပြင်ထွက်ခြင်းအတော်ကတန်ရှင်းရေးကိုအလင်းအမြန်လုပ်ပြီးနောက်ဒီလိုပါပဲဆိုတဲ့အကြောင်းပြချက်တွေပေးကအမြန်အပြင်ထွက်သွားခဲ့တယ်မင်းကျွန်းဤဆုံးဖြတ်ချက်ထိုနေ့နေ့လယ်မှာမင်းကျွန်းဟာအခန်းထဲမှာတယောက်တည်းဟိုလျှောက်တိလျှောက်လို့ရင်ဒီလိုမျိုးဆက်ပြီးအစင်မပြေဖြစ်နေလို့မရဘူးလို့တွေးခဲ့ပါတယ်စကားပြောဆိုမှုမရှိရင်တစ်ချိန်ချိန်မှာအတော်ကသူ့ကိုညှိငွေ့လာနိုင်တယ်လို့စိုးရိမ်ခဲ့ပါတယ်တငယ်ချင်းနဲ့တိုင်ပင်ချင်းနောက်တစ်နေ့မှာမင်းကျွန်းကသူ့အပူကိုတငယ်ချင်းစီဖွင့်ပြောခဲ့ပေမဲ့တငယ်ချင်းကအကြံဉာဏ်ပေးမဲ့အစားနောက်ပြောင်းလိုက်တာကြောင့်မင်းကျွန်းစိတ်မကောင်းဖြစ်ခဲ့ရပါတယ်ဒါပေမဲ့တစ်ဖက်မှာတော့သူတစ်ခုခုကိုသဘောပေါက်သွားခဲ့ပါတယ်အခြေအနေပြောင်းလဲရန်ကြိုးစားခြင်းနဲ့အလှည့်ပြောင်းအလုပ်စတင်ခြင်းအိမ်ပြန်ရောက်တော့မင်းကျွန်းဟာမတက်မတာဖြစ်နေတဲ့စိတ်ကိုဖြည့်ရှင်းပြီးတစ်ခုခုတော့လောက်ကင်မှဖြစ်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်အိမ်လုပ်တွေကိုကူညီပြီးအတော်နဲ့ရှိနေတဲ့မပြေလည်တဲ့အခြေအနေကိုဖြည့်လျှော့ခြင်းခဲ့ပါတယ်တုံ့လို့ဖွယ်မြင်ကွင်းဒါပေမဲ့အောက်ထပ်ကိုဆင်းသွားပြီးထိုမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါမင်းကျွန်းရဲ့အတွေးတွေလုံးဝပြောင်းလဲသွားပါတော့တယ်